ပေးပါအောင်လို့လက်ဖြင့်တောင်းလို့မရတဲ့အရာထဲမှာယုံကြည်မှုနဲ့ရှင်းရှင်းမြတ်တာမပါပါဘူးတုံ့ပြန်မှုကမထိရောက်သေးဘူးဆိုရင်ပိစက်မှုကမလုံလောက်သေးလို့ပါကိုယ့်ဘက်ကအတုပေးပြီးသူ့ဘက်ကအစ်စ်ပြန်ရချင်လို့တော့မရဘူးလေကိုယ်တန်ဖိုးကိုနားလည်စီခြင်းတဲ့အခါသူ့တန်ဖိုးကိုလည်းကိုကအရင်နားလည်ပေးရမယ်ငါနေရာကိုဝင်ကြည့်ပေးပါအောင်လို့ပြောတတ်ကြပေမယ့်သူကိုယ်တိုင်ကကြတော့သူများနေရာကိုဝင်မကြည့်တတ်ပါဘူးကိုယ်အစင်မပြေမှုကိုညှိပြတတ်ပေမယ့်တပါးသူဒုက္ခကိုတော့ဖြည့်မတွေးပေးတတ်ပါဘူးဘယ်သူကကိုယ်အထိနာတယ်လို့မရှိပါဘူးဘဝနဲ့ရင်းရတဲ့ဒဏ်ရာမှန်သမျှဟာတော့နာတတ်ရင်သိတတ်တာချစ်ပါပဲမှတ်ထားပါကိုချင်းစာဆိုတာကိုမထိခင်လေးကစာတတ်ရတယ်ချစ်ခံရတဲ့သူဆိုပြီးနေရာတကာအနိုင်မကျင့်ချင်ပါနဲ့အသားနာတာထက်အသေးနာတာကကိုခံရခက်ပါတယ်သဘောထားကောင်းတဲ့သူတွေကိုအမြဲတမ်းနာကျင်အောင်မလုပ်ပါနဲ့သိမခံနိုင်တော့လို့ပြတ်သွားတဲ့အခါနောက်ပြန်လှည့်မကြည့်တတ်တော့ဘူး